တခါတရံမှာအနီရောင်ခီးဆောင်အိတ်များဟာဥစွာအရှိမတင်လက်ရှိပါတယ်။ဒီဗီဒီယိုမှာခီးဆောင်အိတ်ကင်တွေဝန်ထမ်းများဟာအနီရောင်ဒါမှမဟုတ်တောက်ပတဲ့ရောင်ရှိတဲ့အိတ်များကိုအတွင်းဆုံးနဲ့အရှိဆုံးကန်တဲ့သို့ဥစွာတင်လက်ရှိပါတယ်။တချို့ကဒါဟာမြင်သာလွယ်ကူစေဖို့အယောင်နံရံဖန်တီးဖို့နေပညာတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။တောက်ပပြီးမျက်စိကျစရာအယောင်များဟာဝန်ထမ်းများအားအဲ့ဒီအိတ်များကိုနောက်ဆုံးယူဆင်းရမယ့်အိတ်များဖြစ်မှတ်မိစေဖို့ကူညီပေးပြီးလေရင်ရဲ့မှောင်တဲ့နေရာများမှာအိတ်များကြံခဲ့ခြင်းမှကာကွယ်ပေးပါတယ်။သို့ပေမဲ့လည်းဒီရောင်ကုတ်ခွဲခြားတဲ့နေစနစ်ဟာလေကြောင်းလိုင်းအားလုံးမှာစံတက်မှတ်ထားတဲ့လှုပ်ဆောင်မှုတော့မဟုတ်ပါဘူး။အမှန်တကယ်မှာခီးဆောင်အိတ်တင်ခြင်းဟာအယောင်ထက်လေရင်လေးချိန်ဖြန့်ဖြူးမှုနဲ့ခီးဆောင်အိတ်အမျိုးအစားကဲ့သို့သောပိုရေးကြီးတဲ့အချက်များကိုဦးစားပေးပါတယ်။ဒါကြောင့်အနီရောင်ခီးဆောင်အိတ်များကိုအရင်ဆုံးစီတန်းထားတဲ့မြင်ကွင်းဟာတိုက်ဆိုင်မှုတစ်ခုသာဖြစ်နိုင်ပါတယ်။